အဲ့ဒါတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ရောက်လာတာအံ့ဩစရာကောင်းလိုက်တာသားအရင်ခောက်ခောက်သေးတာကိုတရားမှမငို့ဘူးအဲ့ဒါနဲ့မသိချင်အောင်ဆောင်ပြီးတော့အဲ့ဒီပုံနာဧည့်သည်ရောင်ဆောင်ထားတဲ့ပုံနာကမေးတာဟေးသားသမင်ကိုမီးရှို့နေတာလားလူကိုမီးရှို့နေတာလားဟာလူကိုမီးရှို့နေတာပါအံ့ဩတယ်လူဆိုရင်ဒါသင်တို့ရဲ့ရန်သူပဲဖြစ်မယ်တဲ့ရန်သူမဟုတ်ပါဘူးသားပါတူရီတော်သားပါသားဆိုရင်လည်းသင်တို့မုန်းတဲ့သားပဲဖြစ်မယ်မမုန်းပါဘူးအင်မတန်ချစ်တဲ့သားပါဟာဒါနဲ့ဘာလို့မငို့တော့အဲ့ဒီကြတော့မှခေမာထေတီအလောင်းပြောတဲ့စကားထဲမှာဒါလေးကိုအရှင်ကပြောချင်တာနော်မငိုခြင်းရဲ့အကြောင်းပေါ့ဘုရားလောင်းကြီးကတော့ပြောပါတယ်လူဘဝသေးတယ်ဆိုတာငွေများအရေခွန်လဲတယ်လို့ပဲတဲ့ဒါဘုရားလောင်းရဲ့အယူဆအမြင်ပေါ့နော်ငါသားဟာအခုမီးရှို့နေတာကိုတော့ဘာမှမသိတော့ဘူးတို့ငိုတာကိုသိဖို့ဝေးလာဝေးရောဒါကြောင့်ငိုကြွေးနေလို့ဘာအဓိပ္ပာယ်ရှိမှာလဲမီးရှို့တာကိုတော့မသိတဲ့လူတစ်ယောက်ရဲ့အနားမှာလာပြီးတော့ငိုမယ်ဆိုရင်ဘာအဓိပ္ပာယ်ရှိမလဲဘာမှအဓိပ္ပာယ်မရှိဘူးတကယ်လို့ငိုတာကိုသူကသိတယ်ဆိုရင်လည်းဩငါပေါ်မြစ်တာရှိရလို့တန်ရောစင်မကင်းကြလို့ငိုတာလို့သိတယ်ဆိုရင်လည်းငိုရတာကငိုရကျိုးနဲ့သိတယ်လေခုကိုငိုတာကိုသူသိလားမသိဘူးငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်မသိတော့ဒါကြောင့်သူမငိုဘူးနှမလေးကိုမေးတော့နှမလေးကဘာပြောလဲဆိုတော့ငိုခြင်းအပြင်လူပိန်မယ်တဲ့ကျမကိုချစ်တဲ့လူတွေစိတ်ဆင်းရဲမယ်တဲ့ဘာမှအကျိုးမရှိဘူးဒါကြောင့်မငိုဘူးတဲ့နော်ဇနီးကိုမေးတဲ့အခါကျတော့မငိုပါဘူးတဲ့သေပြီးသားလူကိုတန်းတက်ပြီးတော့ပူဆွေးတာဟာလကိုတန်းတက်ပြီးတော့ငိုတဲ့ကလေးတဲ့ယူတယ်တဲ့လကမှမြင်ရသေးတယ်ပေါ့ဟုတ်လားအဲ့ဒီမှာကျွန်မကိုမေးတော့ကျွန်မကဘာပြောလဲဆိုတော့ကွဲပြီးသားရေအိုးဟာပြန်ဆက်လို့မရတော့တလို့ငိုကြွေးခြင်းအပြင်ဘာမှအကျိုးမရှိဘူးဒီလိုပြောတာအဲ့ဒီမှာဒကမာကြီးပြောတဲ့စကားကိုဘေးသက်တို့ကိုမှတ်သားစေခြင်းတာအနာဝီတောတတောအာဂနာနုညာတောဤတောကတောယထာကတောတထာကတောတထကပရိဒေဝနာသူကတော့ပါဠိလိုဂါထာလေးနဲ့ရွတ်တာဗျနော်အဓိပ္ပာယ်ကဘာပြောလဲဆိုတော့အနာဝီတောတတောအာဂဟောဒီချစ်လာတဲ့သားဟာကျွန်ုပ်မခေါ်ဘဲနဲ့ကျွန်ုပ်တို့ရဲ့အိမ်မော်ကိုရောက်လာတာကျွန်ုပ်ရင်ဝင်ကြားကိုရောက်လာတာလာခဲ့ပါလို့မျက်မျက်နှုံနှုံခေါ်တာမဟုတ်သူသဘောနဲ့သူပါလေရောက်လာတာအနာဝီတောတတောအာဂနာနုညာတောဤတောကတောပြန်သွားတော့လည်းပဲကျွန်ုပ်တို့အနူးအညွတ်ခွင့်မပြုဘဲနဲ့သူ့စိတ်ကူးနဲ့သူ့အတွက်သူပြန်သွားတာလာခဲ့လို့လည်းမခေါ်ပြန်သွားပါလို့လည်းခွင့်မပြုဘူးခွင့်မပြုတဲ့ကြားတဲ့ကပြန်သွားတာအဲ့ဒါနဲ့အင်မတန်တူတယ်နော်လာခဲ့လို့လည်းခေါ်လို့ရတာမဟုတ်ဘူးပြန်မသွားနဲ့လို့လည်းပဲဆွဲထားလို့ရတာမဟုတ်ဟုတ်လားမခေါ်ဘဲနဲ့လာပြီးတော့စိတ်တိုင်းမကြဘဲနဲ့ပြန်ထွက်ခွာသွားတာအဲ့ဒါလို့လာခြင်းတို့လာပြီးတော့သွားခြင်းတို့သွားတဲ့ဒီလူသားတယောက်အတွက်ငိုကြွေးနေလို့ဘာအကျိုးရှိမှလဲတဲ့ဒီစကားလေးပြောတာဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့တရားမင်းကြီးကတော့သူတို့ရဲ့အသိဉာဏ်တွေကိုပူဇော်သောအဖြစ်ယတနာမူတွေရွာသွန်းပေးသွားတယ်လို့ပြောတာပဲဟုတ်လားဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကတော့အဲ့ဒီမိသားစုလူတွေနာရီမရခြင်းနေပါစေစိတ်နှလုံးရဲ့လွတ်လပ်မှုပေါ်ပါမှုအမြင်ကြီးမှုဉာဏ်ပညာကြီးမှုကိုရည်ရွယ်ပြီးတော့ရကျင်တဲ့စိတ်နဲ့ဘဝဆိုတာဧည့်သည်ပဲငါလည်းပဲချင်းထွက်ရမယ်မသိသူလည်းပဲချင်းထွက်သွားမယ်မသိတယောက်ယောက်ကတော့တယောက်ယောက်ကိုခွဲပြီးတော့သွားမှသိကြတယ်နော်ကိုယ်အိမ်ကလူတွေကိုကိုယ်အရင်ခွဲသွားစေခြင်းပါသလားဒကမာကြီးတွေကိုယ်အိမ်ကလူတွေကိုကိုယ်အရင်အိမ်ကနေထွက်သွားစေခြင်းပါသလားမသွားစေခြင်းဘယ်လိုလုပ်မလို့ကိုကအရင်ထွက်ဖို့ရှိတယ်ကိုယ်အိမ်ကလူတွေကိုကိုယ်အရင်ထွက်မသွားသေးခြင်းဘူးဆိုရင်နီးတနည်းတော့ရှိတယ်နော်အဲ့ဒါဘယ်လိုလုပ်ရမလဲကိုကတော့အရင်ထွက်ခြင်းလားဟာအဲ့ဒီကပိုးပြီးတော့တောင်ကြိုက်เสียမကောင်းသေးတယ်အဲ့ဒါကြီးကပိုးတောင်ဆိုးသေးတယ်ဘဝမှာတစ်ခါတရံကောင်းတာရွေးချယ်ရမရှိဘူးနော်အဆိုးကြီးနဲ့အဆိုးလေးပဲရွေးရတာကောင်းတာမပါဘူးကိုကထွက်သွားဖို့ဆိုတာလည်းပဲလုံးဝမကောင်းဘူးကို့ရင်သူတို့ထွက်သွားဆိုတော့လေလုံးဝမကောင်းဘူးမကောင်းမေကြီးအဲ့ဒီမကောင်းတစ်ခုကတော့သေချာပေါက်ရွေးကိုရွေးရမယ်ဒကာကြီးတမိုက်မြအေးဒါကြောင့်ဘဝဆိုတာဒုက္ခဆိုတာဒါပြောတာဒါအပေါ်ယံမရှိသေးတာနော်ဟုတ်လား
ဒါကြောင့်ကိုယ်အရင်သူတို့ထွက်ခြင်းထွက်မယ်သို့မဟုတ်ကိုကရင်သူတို့အရင်ထွက်ခြင်းထွက်မယ်သေချာတာကတော့အာလုံးသောတတ္တဝါတွေသည်ဧည့်သည်